အမလေးဗီဒီယိုတစ်ပုတ်ရိုက်ဖို့အရေးမလွယ်ဘူးတော့အခုလဲမြေကြီးခဲတွေစားတယ်ဆိုလို့ခစ်စားနေလို့ဘာလိမ့်လို့အောင်းမေတယ်ကိုစီမှာဒီရှမ်းပြည်နယ်တောင်ပိုင်းမှာထွက်တယ်လေမြေကြီးခဲတွေပအိုးတွေတို့ရှမ်းတွေတို့အသက်ကြီးတဲ့ဘွားတော်တွေတော်တော်များများစားတယ်ကျွဲသေးသေးလေးပါမြေကြီးခဲလေးအဖြူရောင်လေးအခုဗမာပြည်မှာတော့လိုင်းတွေပေါ်မှာတော့စားနေတာတခွက်နဲ့ပဲအဲ့ဒါလေးသွားကြည့်မယ်သွားပြီးရှာမယ်လိုက်ကြည့်ပေးကြအောင်နော်အဆုံးထိခလီ3ယောက်နဲ့ဘလော့ရိုက်ရမလွယ်ဘူးဗီဒီယိုရိုက်ရတာကြောင်ပိတ်ရက်လဲဖြစ်တော့3ယောက်စလုံးခေါ်ပြီးတော့ဘလော့ရိုက်ရတယ်ဘယ်ဟာမှလွယ်တယ်လို့တော့မရှိဘူးနော်ပြီးစားရတာတွေတော့တအားများတယ်အမှလွယ်လင်တောင်ပိုင်းလေးရှမ်းပြည်နယ်တောင်ပိုင်းလွယ်လင်မှာအရန်လာတယ်တစ်မျိုးလုံးတောက်တဲ့ရေကန်ပေါ့အရန်နဲ့လည်းတာရတယ်အရန်နဲ့လည်းလှတယ်အခုမြင်းနေရတဲ့တောင်ပေါ်ကနေစားကြတာအခုလိုပအိုးတွေတို့ရှမ်းတွေတို့အသက်ကြီးပိုင်းတွေတော်တော်များများစားတယ်လူငယ်တွေတော့မစားပါဘူးဟိုရှည်တော့ကလေလူကြီးပိုင်းတွေစားတယ်လူကြီးပိုင်းတွေဆိုအခုချိန်ထိစားတယ်အဲ့မှာမြင်ရလိမ့်မယ်လိုက်ပြမယ်လိုက်ခဲ့ကြနော်ခလေးတွေရောခလေးတွေတော့မလွယ်အမတွေ့ပြီးဆိုပြီးတော့ခလေးကိုကင်ခိုင်းပြီးတော့အမရက်ပြီးတော့အတွင်းနဲ့အနိကရိုက်ပြပေးမယ်နော်ကြည့်ပေးရောသူတို့တွေကအဲ့လိုမျိုးတဲကိုဈေးဝယ်သွားပြီးပြန်လာပြီးဆိုအမသူတို့တူးထားတဲ့မြေကြီးခဲလေးတွေသူကနေပူလဲရင်တော့ crack နဲ့မြည်တယ်ဒါပေမဲ့အခုပြထားတဲ့ဟာကြတော့အမစားကြည့်တာတော့နည်းနည်းလေးဣတယ်နေပူလိုက်တော့မာမယ်ထင်ပြီးတော့တုံးလောက်တော့ယူခဲ့လိုက်တယ်ခလေးနဲ့ဆိုအများကြီးတော့မတည်နိုင်ဘူးအဲ့မှာမြည်ကြည့်လိုက်တဲ့အရာတာကလေဘာနဲ့တူဆိုသူကတောင်ပေါ်မှာတစ်ပင်နေရဲ့ထင်းရှုပင်နေရဲ့အောက်မှာမြေစီတော်အောက်မြေစီလွှာရဲ့အောက်အထက်အရှိုးထီရောက်လို့ထင်တယ်စားရတာဟိုလိုပေါ့ပဲမြေအတစ်ဥတစ်ဖုအနက်အရတာမျိုးခံစားရတယ်တအားကြီးတော့မချင်ပါဘူး6တော့တော့မပြောတတ်ဘူးအဆိုစားသူတို့တော့စားနေကြမလားမသိဘူးဟိုတော့အရတာကိုတော့မကြိုက်ဘူး